အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူပြင်းတွေလှုပ်လေ့ရှိတဲ့အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူပြင်းတွေကိုအများအားဖြင့်အလုတ်ခွင်တွေပတ်ဝန်းကျင်တွေမှာများစွာမြင်တွေ့ရပါတယ်လူတစ်ယောက်ကပြင်းတယ်မပြင်းဘူးဆိုတာကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်1အချိန်ဆွဲပြီးအလုတ်လုပ်ခြင်းကိုလှုပ်เสียရှိတဲ့အလုတ်တစ်ခုကိုတိုက်ရိုက်မလုပ်ပဲမိနစ်20ကြာမှစမယ်မနေ့ပြန်မှလုပ်မယ်စသဖြင့်အလုတ်တွေကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ရွှေ့ဆိုင်းတတ်ကြပါတယ်ဥပမာစာမေးပွဲရှိတော့လဲဖုန်းသုံးပြီးဆိုရှယ်မီဒီယာကြည့်နေတာမျိုးဂိမ်းဆော့နေတာမျိုးတွေကိုပြုလုပ်တတ်ကြပါတယ်နံပါတ်2အလုပ်ကိုအလွယ်နည်းနဲ့ဖြတ်ကျော်ခြင်းကိုယ့်ရဲ့အလုပ်ကိုကောင်းအောင်မလုပ်ပဲအလွယ်နည်းလမ်းနဲ့ဖြစ်တယ်လို့လုပ်တတ်ကြပါတယ်ဥပမာအောင်မြင်ခြင်းရဲ့အလုပ်ကိုမကြိုးစားပဲမကောင်းမှုနဲ့ဖြတ်လန်းကလိုက်ပြီးအောင်မြင်ခြင်းတာမျိုးကိုယ့်ရဲ့အိမ်စာကိုကိုယ်တိုင်မလုပ်ပဲတခြားသူတွေရဲ့အကူအညီနဲ့ကူးချတာမျိုးတွေကိုလည်းလုပ်တတ်ကြပါတယ်နံပါတ်3အချိန်ဖြုံးတီးတဲ့အလေးထားရှိခြင်းလူတစ်ယောက်ပြင်းတယ်မပြင်းဘူးဆိုတာကိုသိချင်ရင်သူ့ရဲ့အချိန်ကိုဘယ်လိုမျိုးအသုံးချနေလဲဆိုတာကိုကြည့်ချင်းဖြင့်သိနိုင်ပါတယ်။အချိန်ဆိုတာလူတစ်ယောက်ရဲ့ဘဝဖြစ်တယ်လို့ဘဝဆိုတာဟာလည်းလူတစ်ယောက်ရဲ့အချိန်ပါပဲဒါကြောင့်ကိုယ့်ရဲ့အချိန်တွေကိုတန်ဖိုးရှိရှိနဲ့အသုံးချဖို့လိုအပ်ပါတယ်။လူပြင်းတွေကကိုလုပ်ရမယ့်အလုပ်ကိုမလုပ်ပဲဆိုရှယ်မီဒီယာကိုအကြာကြီးသုံးနေခြင်း TV ကိုအချိန်ကြာကြီးကြည့်နေခြင်းအဲ့ရထဲမှာပဲအချိန်ဖြုံးခြင်းစတာမျိုးတွေကိုလုပ်တတ်ကြပါတယ်။နံပါတ်4ပစ္စည်းတွေကိုဖျို့ဖျဲထားခြင်းကိုယ့်ရဲ့အခန်းမှာအဝတ်အစားတွေကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေစကြွင်းစားကြံတွေကိုဖျို့ဖျဲထားတတ်ပြီးတန်ရှင်းရေးကိုရှောင်ရှားတတ်ကြပါတယ်။အဲ့လိုမျိုးထားခြင်းကကိုယ့်ရဲ့အချိန်နဲ့အလုပ်ကိုများစွာဖြုံးတီးရာရောက်စေပါတယ်။နံပါတ်5လေ့ကျင့်ခန်းမလုပ်ခြင်းလူပြင်းတွေကအများအားဖြင့်ကိုယ်လက်လှုပ်ရှားမှုကိုရှောင်ရှားပြီးအိမ်ထဲမှာပဲလဲနေတတ်ကြပါတယ်။သူတို့တွေကပင်ပန်းနဲ့လုပ်ရမယ့်အရာမျိုးတွေဆိုရှောင်ရှားတတ်ကြပါတယ်။အထူးသဖြင့်သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကိုတော့မှလျစ်လျူရှုကြပါတယ်နံပါတ်6အကြောင်းပြချက်တွေပေးခြင်းအလုပ်တစ်ခုအပေါ်မှာစင်ကြေမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့အလုပ်လုပ်တတ်ကြပါတယ်ဥပမာအလုပ်လုပ်တဲ့အချိန်မှာအရှောင်ခိုနေခြင်းမောဟန်ဆောင်ပြီးခဏနားနေခြင်းစတဲ့အကြောင်းပြချက်တွေနဲ့တာဝန်တွေကိုရှောင်တတ်ကြပါတယ်နံပါတ်9အိတ်ချိန်များခြင်းလူပြင်းတွေကအိတ်ချိန်နဲ့စားချိန်တွေကိုပုံမှန်လူတွေထက်များလိုချင်ကြပါတယ်သူတို့တွေကိုကြည့်ရင်တက်ကြွလှုပ်ရှားမှုလည်းမရှိရီမန်းချက်ပန်းတိုင်လည်းမရှိစတဲ့လက္ခဏာမျိုးတွေကိုမြင်တွေ့ရနိုင်ပါတယ်လူပြင်းတွေရဲ့အလေးထားတွေကဘဝတိုးတက်မှုကိုဟန်တားနိုင်တာကြောင့်ဒီအကျင့်တွေကိုဖျောက်ဖို့ကြိုးစားသင့်ပါတယ်အခုဆိုရင်လူပြင်းတွေရဲ့အမူအရာနဲ့လက္ခဏာတွေကိုသိနိုင်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်